ကျွန်တော်ကလက်ရှိဘိုက်ကိုတင်သုံးပြီးရေးထားတဲ့ project လေးအကြောင်း message ပေးခြင်းလို့ပါ friend finder app ဆိုပေမဲ့တငယ်ချင်းရှာဖို့အတွက်တည်တဲ့အနေအသုံးပြုထားမှာမဟုတ်ဘူးဘယ်လိုမျိုးလဲ app ရဲ့အလုပ်လုပ်ပုံလေးအကြောင်းကျွန်တော်တစ်ချက်ရှင်းပြပေးမယ်အဲ့ဒီ feature တွေက post တင်လို့ရမယ်တော့တငယ်ချင်းရှင် friend ပို့ job ပို့ hair ပို့ဒီအစုံတင်လို့ရမယ်သူ့ရဲ့အလုပ်လုပ်ပုံ notification feature ရဲ့အလုပ်လုပ်ပုံလေးကြောင်းကျွန်တော်တစ်ချက်ပြောပြပေးမယ်user တယောက်က post ကိုတင်လိုက်တယ်ပေါ့လေအဲ့ post တင်လိုက်တာနဲ့ကျွန်တော်တို့အနီးနားကီလိုမီတာ20ဆို20 30ဆို30အတွင်းက user တွေရှိကိုကျွန်တော် post တစ်ခုက notification ကျသွားမယ်ပေါ့လေကျွန်တော်တစ်ချက်ဆက်ပြပေးမယ်ကျွန်တော်ဒီဘက်အကောင့်ကနေပြီးတော့ post တစ်ခုတင်လိုက်မယ်ကျွန်တော်အနီးနားမှာရှိတဲ့ user တွေရှိကိုကျွန်တော် notification ပို့ပေးမှာဖြစ်ပါတယ်နောက်ပြီးတော့တခြား user တွေက notification လက်ခံရရှိရတဲ့ app post ကကျွန်တော်တို့ဘယ်ဒီနေရာမှာရှိရဲဆိုပြီးတော့ map view ကနေတစ်ဆင့်အဲ့လူရဲ့ဒီနေရာကိုကျွန်တော်တို့ကြည့်ပိုင်ခွင့်ရှိရပေါ့လေတကယ် post တင်တဲ့လူကကျွန်တော် privacy အရာကျွန်တော် share request တွေ location map တွေကို on off လုပ်ထားလို့ရတယ်သူတို့post ပိုင်ရှင်ကကျွန်တော်တို့စာပို့ခွင့်ပြုတာ map ကိုကြည့်ခွင့်ပြုတာမပြုတာကျွန်တော် privacy အနေနဲ့ထားပေးရရှက်တင်ပိုင်းပေါ့လေကျွန်တော်တို့အနီးနားမှာရှိတဲ့ user တွေရှိကိုစာပို့တာပါညာလုပ်လို့ရမယ်ဆိုတော့ map view ကနေတစ်ဆင့်အနီးနားပို့တွေကိုကျွန်တော်တို့တစ်ခုချင်းလိုက်ကြည့်လို့ရမယ်ဒီ project ကိုဘယ်လိုရွေးချက်နဲ့ရေးထားလဲဆိုတော့ကျွန်တော်တို့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့တခုခုအကြောင်းပစ္စည်းပြောက်တာပါညာတခုအရေးပေါ်အကြောင်းရှိတာပါညာတွေဆိုလို့ရှိရင်ကျွန်တော်တို့တရားက post တင်တာနဲ့အနီးနားကကျွန်တော်တို့အနီးနားပတ်ဝန်းကျင် local area မှာရှိတဲ့လူတွေအားလုံးကိုရှင်းရှင်းသိနိုင်အောင်လို့ပေါ့လေကျွန်တော်တို့ရည်ရွယ်ပြီးတော့ app ကိုရေးထားဖြစ်ပါတယ်ကျွန်တော် alert ပို့ပေါ့လေတရားကအကူအညီလိုတာပဲဖြစ်ဖြစ်အကူအညီတောင်းနေတာပဲဖြစ်ဒုက္ခရောက်နေတာပဲဖြစ်ဖြစ်post တင်လိုက်တာနဲ့ကျွန်တော်တို့အနီးနားမှာရှိတဲ့user တွေရှိကိုချက်ချင်း notification ကြပြီးတော့အကူအညီတောင်းလို့ရရပေါ့အဲ့လိုနည်းနဲ့ကျွန်တော်ရွေပြီးတော့လုပ်ထား business ဆိုရင်ကျွန်တော်တို့ site နေအယောင်းဝယ် post တွေပါကျွန်တော်တို့ဘေးနားမှာအယောင်းဝယ် post တွေပါကျွန်တော်တို့နီးနားမှာရှိတဲ့user တွေရှိကိုချက်ချင်း notification ကြပြီးတော့အယောင်းဝယ်လုပ်လို့ရအောင်လို့ကျွန်တော် design ဆွဲတာဖြစ်ပါတယ်post ခုကနေပြီးတော့ဒီ post နဲ့
အကွာဝေးဘယ်လောက်ရှိလဲပေါ့လေကျွန်တော်ဒီနာထောက်လိုက်မယ်တစ်ချက် post ကိုသွားလိုက်မယ် Apple နဲ့ကိုလက်ရှိဒီနေရာနဲ့ဘယ်လောက်ကွာဝေးလို့ရှိလဲ Gather ရဲ့ရှမ်းနေတစ်ဆင့်ကျွန်တော်တို့ဒီနေရာကိုချက်ချင်းသိနိုင်မယ်ပေါ့လေ